1949 ခုနှစ်ဇူလိုင်လ19 ရက်နေ့တွင်နေကျက်လက်ပါစီမသမယန္တုများရဲ့လက်ချက်နဲ့ကြာဆုံးသွားရရှာတဲ့လွတ်လပ်ရေးပြည်သူကပြည်သူ့ဖခင်ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွအာဇာနည်ကြီးများရဲ့ရုပ်ကလပ်ကို1948ခုနှစ်ဧပြီလ17ရက်နေ့နေ့လယ်တနာရီ15မိနစ်အချိန်မှာအာဇာနည်ဗိမာန်သို့ပို့ဆောင်တင်ယူဖို့အတွက်ထွက်ခွာလာကြပါလေဇာပနာပို့ဆောင်ရမှာနိုင်ငံတော်ကြီးရေလေတပ်မတော်သားများနဲ့တကွတပ်ဖွဲ့ပေါင်းစုံမှပူဆောင်ကြည့်တဲ့လာရာရှုမြင်ရသူပြည်သူအလုံးကြိမ်မီအုံမြပူဆွေးတတ်တာစွာဖြင့်လိုက်ပါပို့ဆောင်ကြပါဇာပနာတွင်ရင်များပေါ်မှာတင်ဆောင်လာတဲ့အာဇာနည်ကြီးများရဲ့ရုပ်ကလပ်ကိုပြည်သူလူထုကဝမ်းနဲ့ကြေကွဲစွာအလေးပြုကြပါတယ်။ဂျူလီဟောကနေပြီးလေးစုတပ်ပုံရွှေတကုံစီရီတော်ကြီးတို့ဦးဒီကပို့ဆောင်ရာလမ်းတစ်လျှောက်မှာပေးတာအပေါင်းရှင်းတော့ဝဲရပြည့်တဲ့နေပါတယ်။ transport လမ်းတစ်ခွင်မှာလဲလိုက်ပါပို့ဆောင်သူများရောနောက်ဆုံးမျှော်ရှုအလေးပြုကြသူအပေါင်းတို့ကပါကြေကွဲဝယ်ရာတွေ့မြင်ရပါတယ်ဘောင်းစုံနဲ့တကွနိုင်ငံများတန်တမာများစစ်ဘက်အရာရှိကြီးများပါလိုက်ပါပို့ဆောင်ကြပါတယ်အာဇာနည်ကြီးများရဲ့ရုပ်ကလပ်မြုပ်နှံမှုအတွက်1948ခုနှစ်မတ်လ29ရက်နေ့မှစတင်အုတ်မြစ်ချတိဆောက်ခဲ့ရတဲ့အာဇာနည်ဗိမာန်ကိုလည်းအသင့်ပြင်ဆင်ထားပါတယ်အာဇာနည်ကြီးများရဲ့ရုပ်ကလပ်များကိုကြိုးတင်ဆောင်စားနေကြတဲ့ပြည်သက်ကြီးကလည်းတစုတစ်ပေါင်းအားကောင်းတာပါလေခဏကြီးခွဲအချိန်မှာတော့အာဇာနည်ကုန်းလို့အမည်ကတဲ့အာဇာနည်ဗိမာန်ဝကိုရောက်ရှိလာကြပါလေအာဇာနည်ကောင်းဆောင်ကြီးများရဲ့ရုပ်ကလပ်များကိုအလဲဘိုးမှာဗိုလ်ချုပ်အောင်ဆန်းလက်ရဘက်မှာသခင်မြဥပဝင်းမိုင်းဘွန်စောဝါကြီးနဲ့ဦးအောင်မောင်လက်ဝဲဘက်မှာဥပချိုးမန်းပါခိုင်မစ္စတာရာဇတ်နဲ့ရဲဘော်ထွေးတို့ရဲ့ရုပ်ကလပ်များကိုသက်ဆိုင်ရာအုပ်ကူအသီးသီးမှာထားရှိပါလေတနတ်များပြစ်ပေါက်ခါစစ်ခရာများပုတ်ပြီးအလေးပြုကြတဲ့ပြင်ပမတပ်မတော်လင်းမြန်တို့ကလည်းဝေးရင်ရမှနေပြီးအာဇာနည်ကုန်းကိုဥတိုက်ပြန်ဝဲကပန်းမျိုးစုံများနဲ့လွမ်းသူပန်းဝေကျဲချပြီးအလေးပြုကြပါတယ်သမရကြီး
ကြီးရဲ့ကိုစားအတွင်းဝင်ဥရွှေဘောနဲ့နိုင်ငံခြားတန်တမန်များကလည်းလွမ်းသူပန်းခွေများနဲ့အလေးပြုကြပါတယ်ဘိုးချုပ်အောင်ဆန်းနဲ့တကွာအားဟာညနေ4 နာရီအချိန်မှာပြီးစီးပါတော့တယ်ခင်ဗျာ